ပကံခေတ်မှာအရန်နာမည်ကြော်ကြားနေတဲ့အရိဏမလှန်အကြောင်းနည်းနည်းလေးပြောမယ်တော့အရိဏမလှန်ဘယ်လိုရခဲ့တယ်လဲဘယ်သူကစပြီးရခဲ့တာလဲဘယ်လိုကြောင့်ရခဲ့တာလဲအရိဏမလှန်ရဲ့သမိုင်းကြောင်းလေးနော်နည်းနည်းလေးတော့အရိဏမလှန်ကိုရခဲ့တာကအနော်ယထာပထမမြန်မာနိုင်ငံတော်ကိုတီထောင်တဲ့အနော်ယထာမင်းစောရသူဘယ်လိုရခဲ့လဲသူ့ရဲ့အဖေကွမ်းစောအကြောင်းဖြူကအဲ့ဒီအရိဏမလှန်ကိုပေးခဲ့တာအဲ့တော့ကွမ်းစောအကြောင်းဖြူကရောအဲ့ဒီအရိဏမလှန်ကိုဘယ်လိုရခဲ့လဲဒီကွမ်းစောအကြောင်းဖြူမင်းပြုတဲ့အချိန်မှာမင်းလုပ်တဲ့အချိန်မှာဒီတရားမင်းဆိုတဲ့ပုံကိုတူကနေပြီးတော့ပေးခဲ့တယ်လို့ပြောတယ်နော်အဲ့တရားမင်းပုံကိုကနေပြီးတော့ပစ္စည်း၄မျိုးပေးခဲ့တယ်ဘာလို့တော့အရိဏမလှန်ရဲ့တီလဝဓာရဲ့ဗရမ ्या လက်စွပ်ရဲ့ဗရမ ्या အုပ်ဆောင်ရဲ့ဆိုပြီးတော့၄မျိုးပေးခဲ့တယ်အဲ့ဒီ၄မျိုးကိုကွမ်းစောအကြောင်းဖြူကအနော်ယထာမင်းကိုပေးတယ်ဘယ်အချိန်မှာပေးလဲစုကတေးနဲ့အနော်ယထာနဲ့မြင်းကဘာမှာစီးချင်းထိုးတဲ့အချိန်မှာကွမ်းစောအကြောင်းဖြူကပစ္စည်း၄မျိုးပေးခဲ့တာအဲ့တော့ဘာတွေလဲဆိုရင်အရိဏမလှန်ရဲ့တီလဝဓာရဲ့ဗရမ ्या လက်စွပ်ရဲ့ဗရမ ्या အုပ်ဆောင်ရဲ့ဆိုပြီးတော့၄မျိုးပေးခဲ့တာအဲ့ဒီ၄မျိုးနဲ့ဒါပထမမြန်မာနိုင်ငံတော်ကိုတီထောင်တဲ့အနော်ယထာမင်းစောဖြစ်သွားတာဒါလေးတော့သိမယ်နည်းနည်း